ဇက်တပင်လောကသားတွေအနေနဲ့ပျော်ရွှင်မှုပေးရမှာတတိပြုတဲ့အချက်တွေနဲ့အတူလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုအသေးစိတ်ကြည့်ရှုကြရအောင်ရှင်အထူးဖြင့်လူရှင်တော်များ၏လျှက်တစ်ပြက်ပြက်လုံးများသည့်လူမှုအဖွဲ့အစည်းရှိ word များ၏ဝေဖန်မှုနှင့်ရင်ဆိုင်ရနိုင်ပြီးမိမိတို့၏အစည်းအရုံးဂုဏ်သိက္ခာကိုပါထိခိုက်စေနိုင်သည့်အနေအထားမျိုးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ထို့သောအခြေအနေများကြောင့်နောင်တွင်အလားတူမှာမျိုးမဖြစ်စေရန်နှင့်အနုပညာလောကသားအချင်းချင်းကာကွယ်ပေးနိုင်သည့်အဆင့်အတန်းတစ်ခုတွင်ရှိနေစေရန်လိုအပ်လျက်ရှိပါသည်တိုးတော်လဲပိတ်သိမ်းမှုသတင်းထွက်ပေါ်လာပြီးနာရီပိုင်းတွင်းမှာပင်ပြည်သက်များ၏မေတ္တာနှင့်တောင်းဆိုမှုများကြောင့်အောင်စံပူဇက်တပင်အဖွဲ့အားကဖျက်ဖျော်ဖြေခွင့်ပြန်လည်ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းမင်းသားအောင်စံပူကိုယ်တိုင်အတည်ပြုပြောကြားခဲ့ပါသည်ဇက်ဖွဲ့မန်နေဂျာ၏ပြောကြားချက်အရရှေ့ဆက်ပြီးအမှားအနည်းဆုံးဖြစ်အောင်စ조사သွားမည်ဖြစ်ကြောင်းသိရသည်ထို့အပြင်ဇက်ဖွဲ့အတွင်းရှိလူရှင်တော်များအနေဖြင့်ပြောသင့်ပြောထိုက်သည့်စကားနှင့်အနုပညာအည်သွေးများပုံမတိုးတက်လာစေရန်ဝါရင်ပညာရှင်ကြီးများထံမှနဲနာယူခြင်းပညာမျှဝေခြင်းများကိုလှုပ်ဆောင်သင့်ကြောင်းအကြံပြုချက်များလည်းထွက်ပေါ်နေပြီဖြစ်ပါတယ်။ထို့အပြင်ဇက်ဖွဲ့အတွင်းရှိလူရှင်တော်များအနေဖြင့်ပြောသင့်ပြောထိုက်သည့်စကားနှင့်အနုပညာအည်သွေးများပုံမတိုးတက်လာစေရန်ဝါရင်ပညာရှင်ကြီးများထံမှနဲနာယူခြင်းပညာမျှဝေခြင်းများကိုလှုပ်ဆောင်သင့်ကြောင်းအကြံပြုချက်များလည်းထွက်ပေါ်နေပြီဖြစ်ပါတယ်။အောင်စံပူဇက်အဖွဲ့အနေနဲ့နောင်နာကတ်မှာအလားတူအမှားမျိုးတွေထပ်မံဖြစ်ပွားစေဖို့အတွက်မိမိတို့ဇက်အဖွဲ့အတွင်းမှာရှိတဲ့လူရှင်တော်တွေကိုပညာရည်ပြည့်ဝတဲ့ဝါရင်လူရှင်တော်ကြီးတွေနဲ့ရန်ဖန်ရန်ကာတွေ့ဆုံစေပြီးပညာမျှဝေခိုင်းတင်ပါတယ်။ထို့မှသာပြောတဲ့စကားနဲ့မပြောတဲ့စကားထိမ့်သိမ်းရမည့်အနုပညာစည်းကမ်းတွေကိုလက်ဆင့်ကမ်းတင်ယူနိုင်မှာဖြစ်လို့မိမိတို့ရဲ့လောကသားအချင်းချင်းကိုလည်းခိုင်ခိုင်မာကာကွယ်ပေးနိုင်တဲ့အနေအထားမျိုးရရှိလာမှာပါ။အနုပညာရှင်တယောက်အနေနဲ့ပြည်သက်ကိုဖျော်ဖြေရမှာအတိတရားနဲ့ရှင်ပြီးထိမ့်သိမ်းလှုပ်ဆောင်သွားခြင်းကသာရေရှည်ရည်တည်နိုင်မဲ့နယ်လန်းကောင်းတစ်ခုဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်